မဟာသမယနေ့၌ဟောကြားအပ်သည့်မြတ်ဗုဒ္ဓ၏တရားဒေသနာတော်များမဟာသမယသုတ်တွေကိုဟောတဲ့အခါမှာနတ်တွေအကြောင်းပြောတဲ့သုတ်တွေကရသောအဖြစ်မဟာသမယသုတ်ဆိုတာနတ်တွေရဲ့အမည်ကိုဖော်ထုတ်ပြီးတော့ပြောတဲ့သုတ်ပဲအသိများကြတယ်အဲ့ဒီမဟာသမယသုတ်မဟာသမယနေ့မှာလေးနဲ့တဲ့မြတ်စွာဘုရားရဲ့တရားဓမ္မတွေအကြောင်းကနည်းနည်းသိတဲ့ပုဂ္ဂိုလ်နည်းတယ်ပေါ့နော်ကျွတ်ကြတယ်ဖတ်ကြတယ်ဆိုရင်လည်းပဲတိလောကမနုကတ္တမိယထဘုံမှာတရတိတာဆိုအဲ့ဒီမဟာသမယသုတ်ပဲရွတ်ကြတာနတ်တွေအကြောင်းပြောထားတဲ့မဟာသမယသုတ်ပဲရွတ်တယ်သို့တော့အဲ့ဒီမဟာသမယနေ့မှာမြတ်စွာဘုရားဟောတဲ့တရားအလေးနဲ့6သုတ်ရှိတယ်အဲ့ဒီတရားတွေကအဓိကနတ်တွေကိုဟောတာပဲဖြစ်တယ်ပေါ့မဟာသမယသုတ်မှာရောက်လာကြတဲ့ပရိသတ်တွေမှာလူပရိသတ်ကတော့တာဂိဝိမင်းနဲ့ကောသလမင်းသားတာဂိဝိမင်းသားနဲ့ကောလိယမင်းသားရှားနာ900မဟာဝနလို့ခေါ်တဲ့တောအုပ်ကြီးတွေမှာရှောက်ရှိနေကြတယ်ယဟနာ900ရှေ့မှာမြတ်စွာဘုရားကလာရောက်ပြီးတော့ဖူးမြင်ကြတဲ့စัจ java လာတိုက်တဲ့တောင်းကလာကြတဲ့နတ်တွေပြမတွေကအပြည့်ဖြစ်တယ်ပေါ့အဲနတ်ပြမတွေရဲ့စရိုက်ကိုကြည့်ပြီးတော့မဟာသမယသုတ်6သုတ်ကိုဟောကြားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့အစကနေစပြောမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားတက္ကတိုင်းမှာခီးရတ္တစာရီကြွချီရင်ကပိလဝမြို့ဒီကြောရယုံကျောင်းမှာသရင်သုံးခိုက်ဖြစ်တယ်တချို့လည်းသာဝတိပြည်မှာလို့လည်းမှတ်တမ်းရှိတယ်ပေါ့နော်ဒါမှတ်သားထားမှုနှမျိုးရှိတယ်ပေါ့ဒီမှာတော့သုတ္တနိဗ္ဗာန်အထက်ကရာမှာလာတဲ့အတိုင်းပဲကပိလဝမြို့ဒီကြောရယုံကျောင်းမှာနေတဲ့ချိန်လေးမှာတာဂိဝိမင်းနေနဲ့ကောလိယမင်းနေရဲ့ချားမှာရှေးကိုအကြောင်းပြုပြီးတော့စစ်ဖြစ်ကြတယ်ခက်ရဒေါသဖြစ်ပွားလာကြတယ်အဲ့ဒီအချိန်ဘာနဲ့ပတ်သက်တုံးဆိုတော့ကပိလဝမြို့နဲ့ဒီကောလိယမြို့တို့ရဲ့နှစ်မြို့အကြားမှာဖြတ်ပြီးတော့စီးဆင်းသွားတဲ့ရောဟိနီမြစ်ဆိုတာရှိတယ်အဲ့ဒီရောဟိနီမြစ်ကမြစ်အသေးလေးဆိုတော့အငယ်လေးဆိုတော့တခါတခါရေနေတယ်တခါတခါရေများတယ်မူးမြစ်တို့မြစ်ကလေးအမျိုးနှမျိုးကြားကနေဖြတ်သွားတဲ့မြစ်ကလေးအဲ့ဒီမှာတာဂိယမင်းနေနဲ့ကောလိယမင်းနေရဲ့အလုသမားတွေကအဲ့ဒီမြစ်ကိုသုံးချပြီးတော့စွာဆိုင်ကြတာစွာဆိုင်ကြတယ်ရေနေပြီဆိုတဲ့အခါကျတော့တမန်နေတုတ်ပြီးတော့ကိုယ့်ဘက်ကိုရေသွင်းကြတယ်စပါးရေအောင်မို့ဆိုပြီးတော့ရေမြောင်းနေတူးပြီးကိုယ့်ဘက်ကိုရေသွင်းကြတယ်အဲ့ဒီနှစ်မှာတော့ရေရတော့နေတယ်အဲ့တော့ကိုယ့်ဘက်ကိုရေယူဖို့မြောင်းတူးကြတဲ့အခါမှာအလုံးသမားတွေချင်းချင်းခက်ရန်တော့တာဖြစ်ကြတယ်ပေါ့ရှေးရလို့မှုနဲ့ပတ်သက်ပြီးခက်ရန်တော့တာဖြစ်ကြတယ်ခက်ရန်တော့တာဖြစ်တဲ့အခါမှာရိုးရိုးပြောရတဲ့မဟုတ်ဘဲနဲ့တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေရဲ့မျိုးရိုးကိုထိခိုက်ပြီးတော့ဆဲကြဆိုကြတဲ့အဆင့်ထိရောက်သွားကြတယ်ရှေးရလို့မှုနဲ့အဲ့ရေပြဿနာဆိုရေရကြလို့အဲ့တော့တာဂိဝိမင်းကြီးရဲ့အပြစ်နာစာကိုထုတ်ဖော်ပြီးဆဲကြတယ်ကောလိယတွေကကောလိယမင်းကြီးရဲ့အပြစ်နာစာကိုထုတ်ပြီးတော့တာဂိယတွေကဆဲကြတယ်
အဲ့လိုပြန်လာငယ်ချိုးငယ်နာတွေဖော်ပြီးတော့ဆေးကြတဲ့အခါတပည့်ရုပ်ချုပ်တဲ့မင်းတွေထီအောင်သတရင်ကရောက်သွားတော့မခံကျင်စိတ်တွေဖြစ်ပြီးတော့စစ်ပြင်ပြီးတော့ရောဟိနီမြေကမ်းကြီးမှာဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်းစစ်ပြင်ပြီးတော့ရောဟိနီမြေဘက်ကိုစစ်တပ်တွေခြိတက်လာကြတယ်ဟိုဘက်ကမ်းတာဂိဝင်စစ်တပ်ကဟိုဘက်ကမ်းကောလိယစစ်တပ်ကဒီဘက်ကမ်းနေပြီးတော့မြေရလို့မှုနဲ့ပတ်သက်ပြီးတော့တမန်ရန်ဖြစ်တာလည်းမဟုတ်ဘူးနှစ်နိုင်ငံစစ်ဖြစ်တဲ့အနေအထားထီအောင်ရှောက်ရှိပြီးတော့လာကြတယ်အဲ့ဒီအချိန်လေးမှာမြတ်စွာဘုရားကြွားရောက်လာတယ်ကြွားရောက်လာပြီးတော့မြတ်စွာဘုရားရဲ့တရားပြနာချမှုကြောင့်ဘုရားပေါ်မှာလည်းကြည်ညိုစိတ်ကလည်းငကိုရှိကြတော့နှစ်ဦးစလုံးဟာဆွေတွေမျိုးတွေကြီးပဲလေတာဂိဝင်နေတွေကအဖဘက်ကကောလိယတွေကအမေဘက်ကသုတ္တရဏမင်းကြီးကတာခိယမေရောမာယာကကောလိယအဲ့တော့အမေဘက်အဖေဘက်အမျိုးတွေကြီးပဲဆိုအဲ့ဒီအကြောင်းကိုသမိုင်းထောက်ထားနဲ့မြတ်စွာဘုရားရာဆိုရင်တာဂိဝင်မင်းမျိုးတွေကောလိယမင်းမျိုးတွေဖြစ်ပေါ်လာဖို့သမိုင်းကြောင်းကနေစပြီးတော့ဆွေတွေမျိုးတွေဖြစ်လို့တုံးနဲ့တူခရတော်သာဖြစ်ပြီးတော့စစ်ဖြစ်သည့်အထိအငြင်းပွားတာမကောင်းတဲ့အကြောင်းမြတ်စွာဘုရားတရားဟောတာဟောလိုက်တဲ့အခါမှာအလုံးကတို့ဟာဆွေမျိုးသားချင်းပဲနှစ်ဦးလုံးဟာဆွေတွေမျိုးတွေပဲဆိုပြီးသူတို့ရဲ့ခက်ရဖြစ်တဲ့ဒေါသတွေကိုလျှော့ချပြီးတော့လက်နဲ့တွေစွန့်ပြီးမြတ်စွာဘုရားဟောတာကိုပဲအာယုံစိုက်ပြီးနားထောင်ကြတယ်စစ်ပြေငြိမ့်သွားတယ်ပေါ့စစ်တိုက်မှမတိုက်ကြတော့အဲ့လိုမြတ်စွာဘုရားရဲ့တရားပြနားချမှုကြောင့်စစ်ပွဲဟာရပ်ဆဲသွားတယ်ရပ်ဆဲသွားတော့မြတ်စွာဘုရားကိုကျေးဇူးတင်ကြတယ်နှစ်ဖက်ကကျေးဇူးတင်တယ်အကယ်၍သာဘုရားကအကြောမလာဘူးတရားပြနားမချဘူးဆိုလို့ရှိရင်နှစ်ဖက်စလုံးဟာထိခိုက်ဒဏ်ရာတွေရကြမှာပဲစစ်ဖြစ်တယ်ဆိုတာကိုကြီးလည်းနိုင်မှာမဟုတ်ဘူးလေနှစ်ဦးတော့ထိခိုက်ဒဏ်ရာမျိုးတွေဖြစ်ကြမှာအဲ့တော့ကျေးဇူးတင်တဲ့အနေနဲ့တာခိယမင်းမျိုးတွေကမင်းသား920ကောလိယမင်းမျိုးတွေကမင်းသား920စုစုပေါင်းမင်းသား250တာကိယ250ကောလိယ250အလုံး200ပေါင်းလိုက်တဲ့အခါမင်းသားပေါင်း900အစီအစဉ်လုပ်ပြီးတော့မြတ်စွာဘုရားကိုဝန်းရညဖို့ခေါင်းဆောင်တွေကတိုက်တွန်းတဲ့အခါကျတော့အဲ့ဒီမင်းသားတွေဟာတာကိယမင်းသား250ကောလိယမင်းသား250စုစုပေါင်း900ဟာအိမ်တော်ရှိတဲ့မင်းသားတွေဖြစ်တယ်လူလွတ်တွေတော့မဟုတ်ဘူးအဲ့တော့အများကတောင်းဆိုမှုကြောင့်သူတို့ဟာလူပေါင်းခွာပြီးတော့သင်္ကန်းဝတ်ကြတယ်သင်္ကန်းဝတ်တယ်ဆိုတော့အိမ်တော်ရှိနေတာဆိုတော့ဘယ်ပြောမလဲအရှိခေတ်ကတော့များသောအားဖြင့်အိမ်တော်ရှိတဲ့လူတွေပဲသာသနာ့ဘောင်ဝင်ကြတာများတယ်လေခဏခေတ်ကတော့ငယ်ပြူဆိုတာအိမ်တော်မရှိတဲ့လူတွေဝင်ကြတာခဏခေတ်ကအိမ်တော်ရှိမှဝင်ရင်တောထွက်လို့ခေါ်ခံရသေးတာတက်ကြီးကဝင်ရင်တောထွက်ဖြစ်တယ်အဲ့တော့အိမ်တော်မရှိတဲ့ငယ်ငယ်တွေကသင်္ကန်းဝတ်တဲ့ပုဂ္ဂိုလ်တွေဒါခဏခေတ်မှများတာဘုရားလက်ထက်ကတော့မဟုတ်ဘူးအိမ်တော်ရှိပြီးသားပုဂ္ဂိုလ်တွေဟာသူတို့ဆန္ဒအလျောက်သာသနာ့ဘောင်ဝင်ကြတာဖြစ်တယ်တော့ဝင်လာတဲ့သာသနာ့ဘောင်ရောက်ပြီးတော့မြတ်စွာဘုရားနောက်တရားဓမ္မကိုကျင့်ကြံကြိုးကိုအထောက်ကြတဲ့အခါမှာတရားမသိသေးတဲ့အချိန်အိမ်မှာကြံရတဲ့
စနီးတဲ့ဖြစ်တဲ့မင်းသမီးတွေကစာပေးကြတာပေါ့တိတ်တိတ်ပုံစာပေးကြတဲ့အခါသူသာသနာပေါ်မပြောကြတော့ဘူးအဲ့ကိုယ်တော်လူထက်ချင်လာကြတယ်တရားစင်ကမပြတ်တော့လူလဲချင်းကြတယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားသိတယ်သိတော့မြတ်စွာဘုရားဟိုဒေါသဖြစ်တော့လည်းဘုရားကတရားပြပြီးနာချတာအခုလည်းပဲအိမ်ပြန်ခြင်းတဲ့ကိုယ်တော်တွေကိုမြတ်စွာဘုရားခရီးဒေသစာရီလှည့်လဲဖို့ဆိုရင်ကောင်းကင်ခရီးနဲ့ခေါ်သွားတယ်ဖယ်သွားတော့ဆိုကုဏလအိုင်ဟိမန္တတောင်ခြေမှာဟိမန္တတောင်မှာရှိတဲ့ကုဏလအိုင်ဆိုငှက်အုပ်တီကျက်စားတဲ့အခုကလူတွေဆိုငှက်ကြည့်ပေါ့နော်မြတ်စွာဘုရားလည်းသူတို့ငှက်တွေကိုပြတာသွားပြီးတော့ငှက်ကြီးကိုခေါ်သွားတယ်လူစားစိတ်ကတခုပြောလိုက်ရင်ပြောင်းသွားတတ်တာကိုအဲ့တော့လူထွက်ချင်နေကြတဲ့ယဟန်900ကိုကုဏလအကြီးကိုခေါ်သွားပြီးတော့အဲ့ဒီမှာငှက်အုပ်ကောင်းကင်ရပြန်တန်းလာတဲ့ငှက်အုပ်ရဲ့အကြောင်းဟောတယ်ကုဏလဆတ်ဆိုတာရှိငှက်တွေအကြောင်းနဲ့ပတ်သက်ပြီးတော့ဟောတာအဲ့ဒီကုဏလဇတ်ကိုဟောလိုက်တဲ့အခါကျတော့အတော်အသင့်သူတို့ဟာအလွမ်းပြေသွားကြပြီးတော့အိမ်ကိုလွမ်းတဲ့စိတ်တွေဖြောက်သွားနိုင်ကြတယ်မြတ်စွာဘုရားဟောတော့နောက်ဆုံးမှာသစ္စာတရားပြပြီးတော့ဟောလိုက်တဲ့အခါမှာတချို့သောတပန်ဖြစ်သွားတယ်တချို့ကသဂရကတချို့ကအနာကယဟန္တာတော့တဘာမှဖြစ်သေးဘူးအဲ့ဒီအခြေအနေထိအောင်ရောက်သွားတယ်တော့သောတပန်ဖြစ်ရင်ပဲခိုင်မြဲသွားပြီလူမထွက်တော့ဘူးတရားဓမ္မပေါ်မှာခိုင်မြဲသွားပြီဘယ်လိုလှနုမကြွတော့ဘူးသူတော့မပြန်တော့အိမ်အဲ့လိုဒီမိသားစုဘဝတွေအိမ်တော်ရသားကြတဲ့မိသားစုဘဝတွေပျက်စီးလို့မြတ်စွာဘုရားကိုပြစ်တင်ကြတယ်မကြိုက်တဲ့သူတွေကရဟန်းဂေါရမဟာဒီမိသားစုတွေပျက်စီးအောင်လုပ်နေတယ်ဆိုပြီးတော့ဆွဲချက်တွေတင်ကြတယ်မြတ်စွာဘုရားကပျက်စီးလို့တဲ့ရည်ရွယ်ချက်နဲ့မဟုတ်ဘူးတန်တရားဆင်းရဲကနေကဲတင်တဲ့အနေနဲ့ပဲဟောတာသူတို့မိသားစုကွဲစီပြဲစီဒီလိုမပါဘူးနော်တန်တရားဝကမလွတ်နိုင်တဲ့ပုဂ္ဂိုလ်တွေတန်တရားဝကလွတ်ဖို့နီးလန်းပြတာသာဖြစ်တယ်သို့သောပုထုဇဉ်တွေရဲ့အတွေးတိမ်မှုကြောင့်မြတ်စွာဘုရားဒီလိုလှုပ်တာကိုပဲမကျင့်တတ်နိုင်ကြအောင်ဖြစ်တင်ကြနောက်ဆုံးမှာမြတ်စွာဘုရားတရားပြတဲ့အခါမှာသောတပန်သဂရကအနာဂံထိဖြစ်ကြတယ်ကုဏလဆိုတဲ့အင်ရေအကြီးကိုသွားတော့ကတော့မြတ်စွာဘုရားတကူနဲ့သူတို့ကောင်းငင်လိုက်ပါကြရတာဖြစ်တယ်ဖះရဲ့အစွမ်းနဲ့လိုက်ပါကြသူတို့သောတပန်သဂရကအနာဂံဖြစ်ပြီးတော့အဲ့ဒီအိမ်ကနေအပြန်မဟာဝနတောကြီးကပိလမြို့နာမရှိတဲ့တောကြီးကိုလာတဲ့အခါကျတော့သူတို့ကိုယ်တိုင်ရတဲ့အစွမ်းတကူတွေနဲ့ဖះနောက်ကလိုက်ပါလာကြတာသူတို့ကိုယ်တိုင်ကကောင်းကင်ပြန်နိုင်တဲ့ဆင်ရသွားကြတယ်ပေါ့နော်သောတပန်ဖြစ်ပြီးသောတပန်ဆိုတာဆံရပြီးတော့သောတပန်ဖြစ်တယ်တဂရကံနာကံလည်းဆံရပြီးတော့ဖြစ်ကြတယ်အဲ့တော့သူတို့ဟာသူတို့အစွမ်းတကူနဲ့ကောင်းကင်ခရီးကနေပြီးတော့ကပိလမြို့နာကမဟာဝနဆိုတဲ့တောထဲသက်ဆင်းကြအဲ့ဒါမှအေးချမ်းသာရတဲ့လူသူကင်းစိတ်တဲ့မဟာဝနဆိုတောကြီးတွေရောက်လာကြအဲ့ဒီတောထဲရောက်လာတဲ့အခါကျတော့မြတ်စွာဘုရားကမ္မထံပေးပြီးတော့တရားထဟောတယ်တရားရှိမှတ်ခိုင်းတယ်အဲ့ဒီဟောတဲ့အခါကျတော့ကိုရိုရီဟာဘာဖြစ်သွားတော့ဆိုမြတ်စွာဘုရားရှင်းလင်းဟောကြားတဲ့တရားဝိပဿနာတရားအထုတ်ပြီးတော့အလုံးဟာယဟန္တာဖြစ်သွားကြတယ်နော်ယဟန္တာဖြစ်သွားဒီမဟာသမယနေလို့ခေါ်တဲ့နေုံလာပြီမတိုင်ခင်ယဟန္တာဖြစ်သွားကြတော့နေုံလာပြီနေ့မှာသူတို့ယဟန္တာဖြစ်ကြောင်းမြတ်စွာဘုရားကိုရှောက်ချင်တယ်သူတို့အိမ်ကိုမလွန်တော့ပါဘူးဆိုတာရှောက်ချင်တယ်ပေါ့နော်ရင်တော့အိမ်လွန်လို့ပြန်ကျင်တဲ့ကိုတော်တွေကသူတို့
မပြန်တော့ပါဘူးဆိုတော့ဘုရားကိုလာလျှောက်ခြင်းပရမဆုံးယန္တာဖြစ်တဲ့ကိုတော်ကသူတော်ဘာတဲ့ထင်ပြီးတော့မြတ်စွာဘုရားရှိတဲ့စီကိုရောက်လာတယ်နောက်လေကြည့်တော့ဒုတိယကိုတော်ကလည်းသူ့နောက်ကပါလာတယ်အဲ့ဒီကနေတတိယကိုတော်ကလည်းပါလာတုံးတူတိုင်ပင်ထားတာမဟုတ်ဘူးတိုင်ပင်ထားတာမဟုတ်ဘဲနဲ့မြတ်စွာဘုရားစီရှင်းတော့တပါးပြီးတပါးရောက်လာကြတဲ့အခါမှာဟောတပါးသိပ်ပြီးတော့အတိမပေးခြင်းအရိယပုဂ္ဂိုလ်တွေကကိုတရားရုပ်ရတာကိုသူများသိမသိစေခြင်းရှုပ်ဝတ်တဲ့သဘောရှိတယ်အဲ့ဒါဥပမာပေးထားတာဗာနဲ့ဥပမာပေးတော့ဆိုရွှေအိုးပိုင်တဲ့လူတယောက်ဟာအဲ့ဒီရွှေအိုးငါရွှေအိုးဘယ်နှရှိတယ်ဆိုတာမပြောဘူးလေသူသိမှဆိုတာအဲ့ဒါလိုပဲသောတာပန်ပုဂ္ဂိုလ်လည်းသူသောတာပန်ဖြစ်တယ်ဆိုတာသူသိမှဆိုတာရှောက်ကြောညာနေရင်တော့သောတာပန်မဟုတ်လို့ပဲအဲ့ဒါသောတာပန်ဖြစ်ကြောင်းကြောညာမောင်းခတ်နေရင်တော့ဒါသောတာပန်မဟုတ်သေးလို့ပဲသောတာပန်ဖြစ်လို့ရှိရင်ရွှေအိုးလူသိမှဆိုသလိုကိုတရားလူတရားမြတ်ရတော့သူများကိုပြောဖို့ဝန်လေးကြတယ်တဲ့သို့တော့လူတိုင်းကိုတော့တရားလူရစေခြင်းနဲ့ဆန္ဒရှိတယ်ကိုရတာကိုတော့သူများထုတ်ဖို့ပြောဖို့ဝန်လေးကြတယ်ဒါသောတာပန်ရဲ့စိတ်နေသဘောထားပဲသောတာပန်အစစ်ရဲ့စိတ်နေသဘောထားပေါ့နော်သောတာပန်အတူကတော့တခိုးရွှေရတပြားပြလုံနေမှာတခိုးရွှေရတပြားပြဆိုမရဘူးတဲ့သူရထားတဲ့ရွှေလေးကိုထုတ်ကြွားတတ်တယ်ပေါ့အဲ့ဒါပြောတာတခိုးရွှေရတပြားပြမစစ်မှန်တဲ့ပုဂ္ဂိုလ်ကတပြားပြလုံတတ်တယ်တကယ်စစ်မှန်တဲ့ပုဂ္ဂိုလ်ကမပြအောင်ရှုပ်ဝတ်ထားတယ်အဲ့တော့ဒီကိုယ်တော်တွေကမြတ်စွာဘုရားစီဒီနေုံလာပြီနေ့ညနေချမ်းလေးရောက်လာတဲ့အခါဘုရားစီသွားအောင်မယ်အိမ်မပြန်ကြတော့ပါဘူးဆိုတာလေသာသနာမှာသူတို့ပျော်သွားပါပြီဆိုတာလေကိုရှောက်ချင်ကြတယ်ရှောက်ချင်တော့ပထမဆုံးကိုတော်ရှောက်လာပြီးတော့သူရှောက်ဖို့ကြည့်လိုက်တဲ့အခါနောက်ကကိုတော်တစ်ပါးတစ်ခါရောက်လာအဲ့လိုနဲ့တစ်ပါးရောက်လာတာ900လုံးဟာဘုရားနာရောက်လာအဲ့တော့သူတို့တရားရုရတယ်လို့မလျှောက်တော့ဘူး။မလျှောက်တော့တပည့်တော်ပြောပါပြီလူမထွက်တော့ပါဘူး။ဒါပဲသာသနာပေါင်းပြောပါပြီဆိုတဲ့အကြောင်းတော့ပဲလျှောက်ကြ။နော်အဲ့ဒီယဟန္တာ900လုံးမြတ်စွာဘုရားရှေ့မှာညနေချမ်းလေးမှာထိုင်ပြီးတဲ့အချိန်မှာပဲဒီယဟန္တာ900နဲ့ဘုရားကိုဖူးဖို့ဆိုပြီးတော့တိုင်ပင်ညှိနှိုင်းတာမဟုတ်ဘဲနဲ့စကြဝဠာတိုက်တဲ့တောင်းကနတ်တွေပြမာတွေဟာရောက်ရှိလာကြတယ်ရောက်ရှိလာတော့သူတို့ရဲ့ကိုယ်ကာယကြီးတွေကလူကိုယ်ကာယနဲ့မတူဘူးချီးတယ်လာတဲ့ပိဋကကလွန်များတယ်စကြဝဠာ1000ကလာတယ်ဆိုတော့ဒီစကြဝဠာလေးတစ်ခုထဲမှာအလုံးစုပြုနေဖို့ရသူတို့ရဲ့ယူဇနာချီတဲ့ကိုယ်ကာယကြီးတွေကမဖြစ်နိုင်အဲ့တော့ဘာလို့ကြတော့ဆိုသေးသေးမွှားမွှားလေးတွေဖန်ဆင်းညရုပ်ပြောင်းလိုက်ကြတယ်သူတို့ခန္ဓာကိုသေးသေးလေးတွေဖန်ဆင်းပြီးတော့စကြဝဠာတက်တောင်းလာတဲ့နတ်တွေပြမတွေဟာခန္ဓာကိုယ်တွေကိုကျုံလိုက်ကြတယ်ပေါ့နော်စွမ်းတကူနဲ့ခန္ဓာကိုယ်ကျုံလိုက်တာသေးလေးတွေဖြစ်သွားတယ်အဲ့တော့ပြည့်သွားစကြဝဠာတစ်ခုလုံးတော့ပြည့်သွားတယ်အဲ့ဒါလောက်ကြီးကျယ်တဲ့ပိဋကကြီးဟာအဲ့ဒီမှာစုဝေးမိတာအလွန်ကြီးကျယ်တယ်အလွန်များတယ်အရေးအတွက်ကိုမရေးတွက်နိုင်လောက်အောင်စကြဝဠာ1000ကရောက်လာတဲ့နတ်တွေလူကတော့အဲ့ဒီယဟန္တာ900ပဲပါတယ်အဲ့ဒီယဟန္တာ900နဲ့ဘုရားကိုဖူးဖို့ဆိုပြီးတော့ဘယ်သူမှမနှိုးဆော်ပဲနဲ့ရောက်လာတဲ့နတ်တွေကတော့ပြည့်ရှံသွားတာပဲအဲ့ဒီချိန်မှာတဘာဝဝင်စားနေတဲ့သုဒ္ဓဝါဒဘုံကယဟန္တာပြမကြီးတွေတဘာဝကထားလိုက်တဲ့အခါသူတို့ကောင်းထဲမှာပေါ်လာတယ်နတ်တွေပြမတွေဘယ်သွားကြသလဲလို့ကြည့်လိုက်တဲ့အခါမဟာဝုံတော်မှာရောက်ရှိနေကြတယ်ဖះနဲ့ယဟန္တာတွေလည်းရောက်ရှိနေအဲ့တော့သူတို့လာဖို့ဆိုတာနေရာမရှိဘူး
မရှိတော့နတ်ပြည်မှာကြီး၄ယောက်ကတယောက်ကအရှိလောကရကလာတယ်တယောက်ကတောင်ကတယောက်ကအနောက်ကတယောက်ကမြောက်ကဆိုပြီးတော့အယမျက်နှာ၄ခုခွဲပြီးတော့စัจ java လာတတိုင်းပေါ်မှာရှက်ပြီးတော့သူတို့လာကြောင်းကိုဖះလည်းသိစေခြင်းနဲ့ဖះနာလည်းလာလို့မရဘူးများပြိဿကဒါအပြည့်သူတို့လာတယ်ဆိုတာကိုသိအောင်လို့သူတို့ကစွမ်းကိုရှိတဲ့ယဟန္တာပြမကြီးတွေကိုအဲ့တော့ဂါထာတပုဒ်စီနဲ့တရားသဘောပါတဲ့ဂါထာတပုဒ်စီနဲ့သူတို့လာချောင်းတန်ဃာတွေကိုဖူးမြော်ဖို့သူတို့ရောက်လာချောင်းကိုအဲ့ဒီစัจ java လာတတိုင်းပေါ်ကနေပြီးတော့လှမ်းပြီးလျှောက်ကြတယ်အဲ့တော့ပိဋကကအလွန်များနေအဲ့ချိန်မှာမြတ်စွာဘုရားလူတွေကယဟန္တာတွေကြီးပဲယဟန်တွေကယဟန္တာတွေကြီးပဲဖြစ်တယ်ရောက်လာတဲ့နတ်တွေကြတော့ပုရုဇဉ်တွေလည်းပါတယ်အရိယာတွေလည်းပါတယ်အဲ့တော့နတ်တွေကိုတရားဟောဖို့အခွင့်ဖြစ်လာတယ်အဲ့လိုတရားဟောဖို့ဆိုတဲ့အခါနတ်တွေကိုကြည့်လိုက်တယ်အမှန်တန်များလာတဲ့နတ်ပရိသတ်ကိုကျွတ်ထိုက်တဲ့နတ်ရှိသလားမကျွတ်ထိုက်တဲ့နတ်ရှိသလားကျွတ်ထိုက်တာဆိုတာဘယ်လိုဟာတော့ဆိုသူတို့ရဲ့ဥပနိဒေယပါရမီတမ္ပါရပါရမီပြည့်စုံလို့ဒီဘဝမှာကျွတ်ထိုက်တဲ့အသိဉာဏ်ရှိတဲ့နတ်တွေရှိတယ်ဒီဘဝမှာမကျွတ်ထိုက်သေးတဲ့နတ်တွေရှိတယ်အဲ့ဒါကိုခွဲထုတ်လိုက်ပြီးတော့ကျွတ်ထိုက်တဲ့နတ်တွေရှိတယ်ဆိုတာတခါကျွတ်ထိုက်တဲ့နတ်တွေကိုသူတို့စိတ်ရိုက်အားလျော်စွာတရားဟောမှပို့ပြီးတော့ထိရောက်တယ်စိတ်ရိုက်ဆိုတာလူတွေမှာစိတ်ရိုက်နဲ့ဝါသနာရှိတယ်အဲ့ဒီစိတ်ရိုက်ဝါသနာအလိုက်တရားဟောရတယ်အဲ့ဒီအသိဉာဏ်ကိုအိန္ဒြိယပရောပရိယတိအာသယနုတယလို့ခေါ်တယ်ဘုရားဉာဏ်နဲ့ချိလိုက်ပြီးတော့နတ်တွေကိုစိတ်ရိုက်လိုက်တရားဟောဖို့ကြည့်လိုက်တဲ့အခါတချို့နတ်တွေကအပျော်ပါအတွေ့အတာကြီးမှပြီးရာဂစိတ်ရိုက်ရှိတယ်ရာဂစိတ်ရှိတယ်ဆိုတာအလှပကြိုက်တယ်နော်ပျော်ပါကြိုက်တယ်လှပတယ်လှပတာကြိုက်တယ်စကားနုရာကြိုက်တယ်နော်လူလည်းတူတူပဲလေအနုအရွာအလှပကြိုက်တယ်လူတို့လည်းအနုအရွာအလှပကြိုက်တဲ့နတ်တွေကရာဂစိတ်ရှိတဲ့နတ်တွေကတပုံခက်ကြမ်းကြမ်းပဲဒေါသစိတ်ရှိတဲ့နတ်တွေကတပုံဘာရလို့သိမစင်သာဘူးဟိုခုနလိုကြိုက်တာလည်းမဟုတ်မကြိုက်တာလည်းမဟုတ်မောဟစိတ်ရှိတဲ့နတ်တွေကလည်းတပုံရှိတယ်နောက်တစ်ခါတရားစိတ်ရှိတဲ့နတ်တွေကလည်းရှိတယ်တရားအားကောင်းတယ်ချို့နတ်တွေကတရားတရားအားကောင်းတယ်အဲ့နတ်တွေကတပုံရှိတယ်ဗုဒ္ဓိစရိတလို့အသိဉာဏ်အားကောင်းတဲ့နတ်တွေကလည်းရှိတယ်ဘာပဲဖြစ်ဖြစ်မယုံဘူးစဉ်းစားဉာဏ်နဲ့နေတာတချို့ကျတော့ယုံလွယ်တယ်ဘာပြောပြောလက်ခံအဲ့ဒါတရစရိုက်မယုံဘူးစဉ်းစားတယ်ဆိုတာကဗုဒ္ဓိစရိုက်အတွေးနေချဲတဲ့စရိုက်ကျတော့ဝိတက်ကစရိုက်လို့ခေါ်တယ်အဲ့တော့စရိုက်6ပါးရာဂစရိုက်ဒေါသစရိုက်မောဟစရိုက်ခိရိတာတွေနဲ့ပတ်သက်ပြီးဒါမကောင်းတဲ့စရိုက်အဲ့ဒီနောက်တတ္ထာစရိုက်ဗုဒ္ဓိစရိုက်ဝိတက်ကစရိုက်အတွေးညာတဲ့စရိုက်အဲ့သူစရိုက်အလိုက်မြတ်စွာဘုရားကမဟာသမယတုတ်6တုတ်အဲ့မှာဟောတာအဲ့တော့အများသိနေတာကမဟာသမယတုတ်ကြီးပဲဟိုနတ်တွေစရင်ထုတ်တဲ့မဟာသမယတုတ်ကြီးပဲသိကြတာများဒီတုတ်တွေကဒီ6တုတ်ကဘယ်မှာပါတာတော့ဆိုသုတ္တနိဗ္ဗာန်ပါဠိတော်မှာခါထာတွေနဲ့ရေးထားတယ်အဲ့တော့မြတ်စွာဘုရားကဟောတာလူတွေကိုဟောတာတော့မဟုတ်စရိုက်အလိုက်ဒီနတ်တွေကိုဟောတာနော်အဲ့ဒါမဲ့ဒီရာဂစရိုက်ဆိုတဲ့အနုအရွအလှပကြိုက်တဲ့နတ်တွေအတွက်ကဘာဟောတော့သမ္မာပရိภาစနိယတုတ်ကိုဟောတယ်အဲ့ဒါမှာသမယတုတ်ထဲမှာတစ်ခုသမ္မာပရိภาစနိယတုတ်လို့ခေါ်တယ်သမ္မာပရိภาစနိယဆိုတာမှန်ကန်တဲ့နိလန်းနဲ့လောကကြီးကထွက်ခွာတာ
လောကကြီးနဲ့ပတ်သက်ပြီးတော့မနေဘဲနဲ့လောကကြီးထွက်ခွာတယ်လောကကြီးနဲ့ထွက်ခွာတယ်ဆိုတာကိုယ်ပေါင်းစိတ်ခွာပေါ့လောကကြီးထဲမှာတွေ့တာမှုမရှိဘူးအဲ့ဒါလည်းထွက်ခွာတာပဲလေလောကကြီးထဲမှာနေပြီမဲ့လို့လောကကြီးနဲ့ပတ်သက်မှုမရှိဘူးကြာပဟန်းဟာရေထဲမှာနေပြီမဲ့လို့ကြာမလူရေမလူမော်တာနော်ရှည်ထဲမှာပွင့်နေတဲ့ကြာဟာဘလို့ရေတွေနဲ့ဖြန်းပြန်ရေမစုပ်ဘူးလေအဲ့ဒါလိုပဲလောကကြီးကထွက်ခွာတဲ့ပုဂ္ဂိုလ်တွေဟာလောကကြီးမှာနေပြီမဲ့လို့လောကကြီးပေါ်မှာတွေ့တာမှုတွေမုန်းတိမှုတွေဘာမှမရှိဘူးအဲ့ဒီနည်းနဲ့ထွက်ခွာတယ်လို့ခေါ်တယ်အဲ့ဒါသမ္မာပရိပ္ပဇနိယတုတ်လို့ခေါ်တယ်နောက်ထပ်ဒေါသစရိုက်ရှိတဲ့နတ်တွေအတွက်ကြတော့ပုရဗေဒတုတ်ဆိုဟောတယ်နောက်တစ်ခါမောဟစရိုက်ရှိတဲ့နတ်တွေအတွက်ကလဟဝိဝါဒတုတ်ဆိုဟောတယ်တရားစရိုက်ရှိတဲ့နတ်တွေအတွက်စတုစုလဖြူဟာဆိုတဲ့တုတ်ကိုဟောတယ်ဗုဒ္ဓစရိုက်ရှိတဲ့နတ်တွေအတွက်မဟာပြုဟာဆိုတဲ့တုတ်ကိုဟောတယ်ဝိတ္တစရိုက်ရှိတဲ့နတ်ပြမတွေအတွက်ကတော့တုဝတ္တကတုတ်ဆိုပြီးတော့ဟောတယ်အတုတ်6တုတ်